နောက်ကကိုလိုကန်းဆိုမလိုက်နဲ့ဘာမှမလုပ်နဲ့တယောက်တည်းရေးစရာနင်းကငါ2ယောက်ဆို2ယောက်လုပ်လို့2ယောက်လုပ်လို့ပြောနားမပါမဆောင်ဘူးအိမ်ပြန်ကြတယ်။ပြန်ပြီးသွားချင်းပြင်းတယ်ဖျားချင်းကြီးကိုတက်ကြတဲ့အခါဖျားချင်းကြီးအောင်မှခံရတယ်။လေကြီးနဲ့မပါဘူးဒါတော့ကိုကဖျားချင်းကြီးကိုဒီရက်ဒီဆရာတော်ရုပ်ကမှရေလောင်းရတယ်လိုက်ကြည့်မနေနဲ့မလို့ရနောက်မှစုံနေညသားကြီးကအပေါ်လုံးလောင်းရှိပဲရတယ်